ခရစ်ယာန်ဘာသာနောက်လိုက်2.3 ဘီလီယံကျော်ရှိတဲ့ခရစ်ယာန်ဘာသာဟာကမ္ဘာပေါ်မှာအကြီးဆုံးဘာသာဖြစ်ပါတယ်။ကမ္ဘာလူဦးရေမှာခရစ်ယာန်ဘာသာဝင်တွေရဲ့ဝေစုကညော်နေလာပြီးမဲ့တိုက်ကြီးတိုင်းမှာတည်ရှိနေတဲ့အကျေပြန့်ဆုံးယုံကြည်မှုအပြည့်ဆက်လက်တည်ရှိနေပါတယ်။ဒီဘာသာဟာယေရှုနဲ့ဓမ္မသစ်ကျမ်းရဲ့သင်ကြားမှုတွေမှာမြစ်တွယ်နေပါတယ်။အဓိကဘာသာခွဲတွေမှာကက်သလစ်ဘာသာပရိုတက်စတန့်ဘာသာနဲ့အရှေ့ပိုင်းအော်သိုဒက်ဘာသာတို့ပါဝင်ပါတယ်။နိုင်ငံရေးအရခရစ်ယာန်ဘာသာဟာရာစုနှစ်ပေါင်းများစွာအနောက်တိုင်းကမ္ဘာကိုပုံဖော်ခဲ့ပြီးဥရောပအမေရိကတိုက်နဲ့အာဖရိကတို့မှာမူဝါဒတွေကိုဆက်လက်လွှမ်းမိုးနေပါတယ်။ယဉ်ကျေးမှုအရခရစ်စမတ်နဲ့အီစတာလိုခရစ်ယာန်ရိုးရာဓလေ့တွေကိုကမ္ဘာအနှံ့မှာကျင်းပနေကြပါတယ်။စီးပွားရေးအရခရစ်ယာန်ဖွဲ့စည်းတွေကကျောင်းတွေစေယုံတွေနဲ့ပရိုက်တာဖွဲ့စည်းတွေရဲ့ကျေပြန့်တဲ့ကွန်ရက်တွေကိုလုပ်ကိုင်နေပါတယ်။ဥရောပမှာဘာသာရေးကင်းမဲ့လာတဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့အာဖရိကလက်တင်အမေရိကနဲ့အာရှတို့မှာခရစ်ယာန်ဘာသာကအားကောင်းနေစေပါပဲ။ဒါကမရှင်းနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာမြင်သာမှုနဲ့အင်အားကိုဆက်လက်ပိုင်ဆိုင်ထားပါတယ်။ခရစ်ယာန်ဘာသာကဗာတီကန်နဲ့ပုပ်ယဟန်မင်းကြီးကတဆင့်တာတမန်ရေးမှလည်းအဓိကဖြစ်နေစေဖြစ်ပြီးတိတိကျကျဩဇာအာဏာကိုလည်းတုံးနိုင်ပါတယ်။ခရစ်ယာန်ဖွဲ့စည်းတွေကကမ္ဘာအနှံ့မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးနေကြပြီးအစိုးရတွေမရောက်နိုင်တဲ့ဒေသတွေအထိမကြာခဏဆိုသလိုရောက်ရှိနေပါတယ်။ဆာဟာရတောင်ပိုင်းအာဖရိကနဲ့အာရှမှာခရစ်ယာန်ဘာသာပြန့်နှံ့လာတာကသူ့ရဲ့လူဦးရေရေးအတွက်ကိုဆယ်စုနှစ်များစွာမြင့်မားနေစေဖို့တေချာစေပါတယ်။ခရစ်ယာန်ဘာသာဟာဒီနေ့ခေတ်မှာအကြီးမားဆုံးဘာသာဖြစ်အောင်သာမကကမ္ဘာရေးကင်းတွေကိုလိုက်ရောညှိတွေဖြစ်အောင်ပြောင်းလဲပြီးဆက်လက်လွှမ်းမိုးနိုင်တဲ့စီစဉ်တွေနဲ့အတူအစည်းအဝေးဆုံးဘာသာတွေကတစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ကမ္ဘာပေါ်ရှိအင်အားအကြီးဆုံးဘာသာ110ခုရဲ့အစီအစဉ်ကဒီမှာပြီးဆုံးပါပြီ။စစ်ဘာသာကနေခရစ်ယာန်ဘာသာအထိဒီဘာသာတွေကလူဘီလီယံပေါင်းများစွာရဲ့ယုံကြည်မှုယဉ်ကျေးမှုနဲ့နိုင်ငံရေးကိုပုံဖော်ပေးနေပါတယ်။လူရဲ့ယဉ်ကျေးမှုဆိုင်ရာဩဇာလွှမ်းမိုးမှုဒါမှမဟုတ်ကြီးထွားလာတဲ့လမ်းကြောင်းတွေကနေဖြစ်စေဘာသာတရားဟာလူသမိုင်းကိုမောင်းနှင်နေတဲ့အင်အားအကြီးဆုံးတွေကတစ်ခုဖြစ်နေစေပါပဲ။လူရဲ့တိုးပွားလာတာရွှေ့ပြောင်းလာတာနဲ့သူတို့ရဲ့ကိုယ်ပိုင်ဆိုင်ရာတွေကိုပြောင်းလဲလာတာနဲ့အမျှယုံကြည်မှုရဲ့အနာဂတ်ဟာဆက်လက်ပြောင်းလဲနေွယ်ရှိပါတယ်။ဒီစင်းတွေကဘယ်ချက်ကတင့်ကိုအားသိစေခဲ့ပါတယ်လဲ။တင်းရဲ့တွင်မြင့်တွေကိုကွန်မန့်မှာမှန်းခဲ့ပေးနိုင်ပါတယ်။ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်။